တကယ်ဘေးဆိုးကတ်ဆိုးကြီးတွေလွန်မြောက်ချင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးရန်ခတ်သိမ်းကလောကလုံးမှာတန်တရားထဲမှာနေရင်တော့ကြုံရမှာပဲတန်တရားထဲမှာနေရင်ကြုံရမှာတန်တရားထဲလည်းနေသေးတယ်ဘေးကလုံးဝလွတ်တယ်ဆိုတာရှိနိုင်မှာမလားမရှိနိုင်ဘူးနော်နောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတယ်ဒါကြောင့်မလို့တန်တရားမှာကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကိုတူးတဲ့နေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမှာဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လဲလို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကသက္ကဝတိသုတ်တံမှာဟောထားတာရှိဘာဖြစ်လို့လူတွေဟာတဖြည်းဖြည်းတက်တန်းတွေတိုးလာကြသလဲလို့ဆိုရင်အကျင့်စာရိတ္တပြက်လာတာကြောင့်တိုးလာကိုကျင့်တရားတွေပြက်ပြားလာမှုကြောင့်တက်တန်းတွေတိုးလာအဲ့တော့ဒီတက်တန်းတိုးရခြင်းအကြောင်းဟာကိုကျင့်တရားပေါ်မှာမူတည်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မီးတွေငြိမ်းအောင်လုပ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်